အောင်စပူကြောင့်နေရပြောက်ကနက်ပွဲတွေမှာအဝိစားနွမ်းပါစွာနဲ့လိုက်ကနေရတဲ့ဇမင်းသားတင်မောင်စံမင်းဝင်းမင်္ဂလာပါပရိသတ်ကြီးလောကမှာပဲအရာမှမတည်မြဲပါဘူးလူဟောင်းတွေကအစ်စ်လာရင်ဖယ်ပေးရတတ်ပါတယ်အထူးသဖြင့်ပရိသတ်ရဲ့အားပေးမှုနဲ့ယက်တီရတဲ့အနုပညာလောကမှာတော့ဒီအပြောင်းလဲကပိုပြီးတော့သိသာလာပါတယ်။အခုဆိုရင်တော့အားလုံးမြင်တွေ့နေရတာကတစ်ချိန်ကနန်းတော်ဝင်ရွှေမန်းမျိုးဆက်မင်းသားကြီးတင်မောင်စံမင်းဝင်းရဲ့ဘဝအလှည့်ပြောင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲတင်မောင်စံမင်းဝင်းဆိုတာမြမဇတ်တပင်လောကရဲ့ဥဆောင်ဇမင်းသားကြီးရွှေမန်းတင်မောင်ရဲ့မြေအရင်ဇမင်းသားရွှေမန်းချမ်းသာရဲ့တူဖြစ်တယ်လို့ရွှေမန်းမျိုးဆက်ဆိုတဲ့နာမည်ကြီးမျိုးရိုးကိုဆက်ခံခဲ့သူပါ။သူကတော့ရွှေမန်းဆက်တပင်ကိုဦးစီးပြီးတော့မြန်မာတနိုင်ငံလုံးမှာအောင်မြင်မှုတွေအထောက်အထားရရှိခဲ့တယ်လို့တညာကပြရင်သိန်းရာချီထောင်ချီဝင်ငွေရရှိနေတဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ကာလဆိုတာအမြဲတမ်းတရွေ့ရွေ့ပြောင်းလဲနေရပါ။အခု2026ခုနှစ်မှာတော့မြန်မာတနိုင်ငံလုံးကဇတ်တပင်ဝါသနာရှင်တွေကအောင်စပူဆိုတဲ့နာမည်နောက်ကိုပဲကုတ်ကုတ်ပါအောင်လိုက်နေကြပါပြီ။အောင်စပူရဲ့ဇက်ပွဲတွေမှာဆိုရင်ဖြာတစ်ချက်ကို9000ကနေ8သိန်းထိကြည့်ပြီးတော့ပေးနေရတယ်လို့သူ့ရဲ့တညာကပြကအညာကြီးကလည်း3000ကျော်ထိရှိနေတာပါဒီလိုမျိုးလူငယ်မျိုးဆက်သစ်တွေရဲ့အကောင်းလာတဲ့အစမ်းရှိန်ကြောင့်ပဲတင်မောင်စံမင်းဝင်းလိုဝါရင်မင်းသားကြီးတွေကနေရာပြောက်ပြီးတော့ဇပွဲကြီးတွေကပြဖို့အတွက်အခွင့်အရေးနဲ့ပါသွားခဲ့ရပါတယ်စိတ်မကောင်းစရာအချက်လက်ကတော့တစ်ချိန်ကအခမ်းအနားလာတဲ့အစင်မြင့်ထက်မှာကပြခဲ့တယ်တင်မောင်စံမင်းဝင်းကအခုဆိုရင်တော့အလောက်ကိုင်းမရှိတော့တာကြောင့်ချွေးတန်တရွှဲရွှဲနဲ့နဂနာပွဲတွေမှာဝင်ရောက်ကပြရင်နဲ့ငွေရှာနေရတာဖြစ်ပါတယ်အဝိစားနွမ်းပါစွာနဲ့နက်ပွဲတွေမှာပြိသက်ပေးတဲ့စုချင်းငွေလေးတွေကိုချိတ်ဆွဲပြီးတော့ကပြနေရတဲ့တစ်ခေတ်တစ်ချိန်ကနာမည်ကြီးဇမင်းသားတင်မောင်စံမင်းဝင်းရဲ့ပုံရိပ်ကိုမြင်တွေ့ရတဲ့အခါမှာပြိသက်တွေတော်တော်များများကတော့တနာကိယနာတက်နေကြပါတယ်။ဘဝဆိုတာအတက်ရှိရဲ့အကြရှိတာပဲဆိုပေမဲ့ရွှေမန်းမျိုးဆက်တယောက်ရဲ့အခုလိုအခြေအနေကတော့တကယ့်ကိုရင်နာစရာပါ။ဒါပေမဲ့တင်မောင်စံမင်းဝင်းရဲ့စိတ်ဓာတ်ကတော့တကယ်ကိုမင်းသားကြီးပြီးသားလာပါတယ်။သူကအောင်စပူတို့ဆိုင်းရီမို့တို့လိုလူငယ်မင်းသားလေးတွေအောင်မြင်လာတာကိုကြည့်ပြီးတော့မနာလိုဖြစ်နေမဲ့စားဇက်တပင်လောကကိုလူတွေပြန်ပြီးစိတ်ဝင်စားလာလို့ဝမ်းသာတယ်ဆိုပြီးတော့တဘောရကြီးစွာနဲ့ပြောဆိုထားပါတယ်။သူကိုယ်တိုင်ကလည်းဘယ်နေရာမှာပဲကပြရပါစေအနုပညာကိုတန်ဖိုးထားပြီးတော့ရိုးရိုးသားသားရုန်းကန်နေရကတော့အတူယူစရာပါ။ခြုံငုံကြည့်ရမယ်ဆိုရင်ဇက်တပင်လောကဟာလူငယ်တွေရဲ့ခေတ်ဖြစ်နေပေမဲ့ဝါရင်အနုပညာရှင်တွေရဲ့တန်ဖိုးကိုတော့ပြိသက်တွေနေနဲ့မေးမဖြစ်တင်ပါဘူးတင်မောင်စံမင်းဝင်းရဲ့လက်ရှိအနွမ်းပါစွာနက်ကနေရတဲ့ပုံစံကလူတွေအတွက်ဝေဖန်စရာဖြစ်နေပေမယ့်တင်မောင်စံမင်းဝင်းကတော့သူ့ရဲ့အနုပညာပေါ်မှာထားတဲ့သစ္စာတရားကလေးစားဖို့ကောင်းနေစေပါကဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေနေနဲ့အောင်စပူတို့လိုလူငယ်တွေအောင်မြင်လာပြီးတော့တချိန်ကနာမည်ကြီးမင်းသားကြီးတင်မောင်စံမင်းဝင်းရဲ့အနက်ပွဲတွေမှာအဝိအစားနွမ်းပါစွာနဲ့လိုက်ကနေရတဲ့အပေါ်ဘယ်လိုမြင်ကြပါသလဲဝိုင်းရဲ့အနုပညာရှင်တွေကိုရောဘယ်လိုမျိုးပြန်လည်ပြီးတော့မြင့်တင်ပေးတင်တယ်လို့ထင်ပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်